လိုမျိုးထက်မြင့်မမြင့်တော့မဟုတ်ထက်မြင့်โอเคဒီနေ့ကတော့ကျွန်တော်တခုလောက်ပြစရာရှိပါတယ်ကျွန်တော်ဗာလေး upgrade ထက်မြင့်လိုက်တယ်ဆိုရင်တော့တန်းလန်lens လေးတစ်လုံးထောက်ဝယ်လိုက်ပါတယ် Sony lens ပါ Sony lens လေးပဲဝယ်လိုက်ပါတယ်ပြီးတော့ကျွန်တော်အခုနောက်မှာထုံးထားတဲ့lighting လေး light box ဒါပေမဲ့ဟိုကလေlighting က soft box မပါသေးဘူးဘာမှမပါသေးဘူးရှေ့ကနေအုပ်တဲ့ဟာတွေမပါသေးဘူးမရှိလို့ပစ္စည်းပြက်နေရဆိုတော့ကျွန်တော်ရှိရလေးပဲမှားခဲ့ရတယ် background ဟာလေးပဲထိုင်အဆင်ပြေဒီကောင်က Sony E78 105ပြီးရင် aperture 4ပေါ့နော်ပြီးရင်ဒီကောင် G OSS lens ပဲဖြစ်ပါတယ် lens ကဟိုအရှိရ lens တွေနဲ့အကွာကြီးပဲကျွန်တော်ရဲ့Sony ဟိုဒီကင်မရာဝယ်တော့ပေါ့နော်6400ဝယ်တော့ဒီ kit lens လေးပါဒါကတော့ကျွန်တော်အခုဖုန်းနဲ့ရိုက်နေတာပေါ့နော်စောင်းရမ်းမိုက်တယ်ဘာလို့လဲဒီမှာကြည့်လိုက်အိမ်ကြီးပဲရှိုးလိုက် okay ဒါလေးကတော့ကျွန်တော် upgrade ထက်မြင့်တာပေါ့နော်နည်းနည်းကိုယ့်ဘက်ကိုနောက်ပိုင်း video လေးမှာ quality ဆိုတာထပ်ပြတာဒီ video ကြည့်ရတဲ့ဟာကြည်လင်းရှင်းတောက်လေးနဲ့အဲ့လိုဖြစ်စေချင်တာပေါ့နော်အကုန်လုံးကလည်း video တွေရိုက်နေတဲ့အခါမှာဘယ်လိုလဲစူးစမ်းဖို့အတွက်ဒီ camera တွေပါတယ်မလိုဘူးဆိုတာမှန်တယ်ဒါပေမဲ့ quality တစ်ခုကောင်းဖို့အတွက်ကတော့ဒီလိုမျိုး camera ရှိတဲ့တယ်ဒီ video ဖန်တီးနေတဲ့သူတိုင်းအတွက်ကလည်းဒီလိုမျိုး camera တွေအမျိုး stand တွေเนาะ stand တွေပြရင်ဘာတွေလိုအပ်မလဲအများကြီးပဲ edit ဖို့အတွက်ဆိုရင်ဖုန်းနဲ့ပဲမရတော့ဘူးเนาะပြရင် microphone တွေအများကြီးအခုချိန်မှာကပစ္စည်းတွေကအကုန်လုံးကမကင်လိုက်နဲ့ကန်လိုက်တာနဲ့10သိန်းကျော်နေပြီmicrophone တော့မှအနည်းဆုံးနည်းရတယ်အနည်းဆုံးကောင်းတဲ့ဟာဆိုရင်အနည်းဆုံး9သိန်းထပ်မှတော့ရှိမယ်တော့ထင်တယ်ယူလိုအခုလောက်ထားတာသုံးထားတာဘိုးရပြီးကြရင်ဘိုးရတော့အရင်ကသုံးတယ်ဘိုးရဟိုမိုက်သေးလေးတွေကယူလိုသုံးတာပြမယ်ဒီကောင်လေးတွေပေါ့နော်အရင်ကကျွန်တော်သုံးခဲ့တာမြင်ရတာဒီမှာလေးဘိုးရဆိုပြီးတော့ပါသလားဘိုးရဆိုပြီးတော့အဲ့လိုဒီမှာဘိုးရဆိုပြီးဒါအရင်ကထွက်ခဲ့တာကျွန်တော်ဝယ်တော့သိန်းနဲ့မှသိန်း3000လားသိန်းဘယ်လောက်လဲသိန်းကျော်အဲ့လိုပပကျော်လေးပဲရှိသေးတယ်ထင်တာပဲဒီကောင်မျိုးအစွတ်လေးနဲ့ကျွန်တော်အမြဲတမ်းကွိုင်တက်တာဒီအစွတ်ပြောက်သွားအိမ်တွေပါချိန်မိသွားတာပါတော့ပြီးကြတော့ဒီကောင်ကဒီလိုမျိုးညက်လို့မရဒီလိုမျိုးကြီးအပေါ်ကနေကွာရုပ်ပေါက်တယ်ကွာသိရမလားဒီလိုမျိုးညက်ရတာအပြအဲ့လိုမျိုးညက်ဒီလိုမျိုးမညက်ချင်ဘူးဆိုရင်တော့အထဲထဲမှာညက်ရတာငါတို့ကအဲ့လိုမျိုးအထဲထဲမှာမညက်ချင်တဲ့အတွက်ကြောင့်ဒီလိုမျိုးအိမ်ကြီးအောက်မှာစွတ်ကြေထပ်ဝတ်တယ်ဝတ်ပြီးတော့မှဒီစွတ်ကြေရဲ့ဒီအောက်ထဲမှာသိရမလားဒီလိုမျိုးဒီအောက်ထဲမှာထိုးရတယ်အဲ့တော့ bike quality ပဲတိတ်မကောင်းဘူးပေါ့နော်ဒီလိုမျိုးကြီးသုံးရတာဒီကောင်ကပြီးကြတော့ထပ်ပြအောင်မယ်ဒါကငါရဲ့အရင်တော့က lighting မရှိကစားပေါ့နော်ကျွန်တော်ဒီ lighting နောက်ကမဝယ်ခင်ကကျွန်တော်ပြမယ်ဒါကတော့ stand ကျွန်တော်ရဲ့ video ရိုက်တဲ့ stand 20 watt တွေ့လားမြင်ရလား20 watt ပဲရှိတယ်20 watt ပဲရှိတယ်ကျွန်တော်ဒါကိုသွားဝယ်တာဒီမီးကဘယ်လောက်လဲမသိဘူးအားလုံးတိုးတယ်အကုန်ကကျွန်တော်ခဏဘောက်ချာရှိအောင်မရှိတော့ဘူးဘောက်ချာရတယ်2000တော့ကျော်ပါဒါကျွန်တော်မီးကြိုးတွေပါတစ်ခါလေးစင်ခိုင်းတာဆို2200အဲ့လောက်ပဲကုန်ပါတယ်တာမန် lighting ဆိုအများကြီးပေးရတယ်အဲ့တော့ကျွန်တော်ဘာလို့လုပ်လို့ရလဲဆိုရင်ဒါကိုအဲ့လိုမျိုးထက်မြင့်မြင့်ရလိုမျိုးထက်မြင့်မမြင့်တော့မဟုတ်ထက်မြင့်ဒါโอเคဒီမျိုးလိုမျိုးချရင်ချလို့မျိုးဒါတို့တွေထားလို့ရတယ်စော်သီးပဲလားနော်ဘယ်လဲညီအောင်လုပ်လိုက်โอเคလားထုံးပြအောင်မရဘူးထင်ပါဆိုလို့ထုံးပြအောင်ခဏလေးထုံးပြလိုက်ရင်ဘယ်လိုလိုက်တင်လဲဆိုတာတစ်ချက်ပြအောင်ဒါကိုယ့်ဘက်ကိုဖန်တီးထားတာဒါအရင်ကဘဝသမားလေးတော့โอเคဒါကြည့်လိုက်လိုက်တင်ကိုကြည့်လိုက်အရင်တိတာဒါကဖြော့လေးလားဒါအရင်ဆူဆူကြီးလားကျွန်တော်ကြည့်တော့မကြည့်နိုင်ဘူးဒါကြီးကျွန်တော်ထားတာဒီကောင်က main light ပြမယ်တစ်ချက်ပြမယ်ကျွန်တော်မှမရှိတဲ့အတွက်ကြောင့်ဟိုးဘယ်လိုပြောမလဲကျွန်တော်တော်ဆဆဆော့တာပေါ့နော်ကလည်းချိန်တာပါလေတော်ဆဆော့တဲ့ချိန်မှာတော့ကျွန်တော်ဝယ်တာ stand အဲ့တော့က4000ဆိုလားပဲ4000ဆိုရ stand ကပြတ်သွားပြီမဲ့ကျွန်တော်မပြစ်ချင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီအလဲရပေါ့နော်ဒီမျိုးထောင်ရိုက်တာကြမှာတချောင်းလေးနဲ့ထောင်ရိုက်တယ်ဖုန်းလေးပါထောင်ရိုက်တဲ့ဟာမျိုးဒီမျိုးဟာဆက်တဲ့ဟာကြီးကျွန်တော်တိတ်နေကပ်လိုက်ပြလို့တော့မရတော့ဘူးအဲ့လိုမျိုးဟာကိုကျွန်တော်တို့ကဘယ်လိုလုပ်လိုက်လဲဆိုတော့ဒီအလဲမှာဒီကောင်ကိုစွတ်ပြီးတော့မှဒီမှာသလားအလဲမှာစွတ်လိုက်တယ်စွတ်ပြီးတော့မှအလဲလေးကိုထိထားလိုက်တယ်အစားထိုးလိုက်ပြီးတော့မှကျွန်တော်ကဒီပုံမှာတိတ်နဲ့ပြန်ကပ်ပြီးတော့မှအဲ့လိုမျိုးအဝါရောင်မီးလေးသွားနေတာပေါ့နော်အခုဒီကောင်ကြီးမဝယ်ခင်ကျွန်တော်ပြမယ်လားဒီကောင်ညီလေးနေโอเคခဏပဲမကြောက်ဒီမှာသလားအဝါရောင်မီးလေးဟုတ်လားမီးကဘာအရှိမမဖြစ်ဘူးသလားအနောက်မှာဘာအရှိမမဖြစ်ဘူးကျွန်တော်ကဒီအောင်အနောက်ကထိုးတာအနောက်ကနေထိုးတော့ဒီကောင်ဘာအရှိမဖြစ်ဘူးဒီကောင် AC ပဲဟုတ်လား AC ပဲဒါပေမဲ့ဒီကနေလာရင်တော့ဒီကောင်ပိတ်တယ်အဲ့လိုမျိုးတွေရှိတယ်ဒါကတော့ lighting ကတော့ကိုယ့်ဘက်ကိုပေါ့နော်ဘယ်လိုပြောမလဲပတ်စံကြီးဈေးကြီးပေးဝယ်မှရတာတော့မဟုတ်ဘူးဒါကျွန်တော်ပြပေးတာဒါတွေဆိုရင်ဘယ်လောက်မှမရှိဘူးဒီမီးဆိုရင်ကျွန်တော်တော်လောက်တာ18000လားမသိအပီးစီဟုတ်ဒါဒီကျိုးပါဝင်ဆို2000လောက်တော့ဖြစ်သွားမယ်ဘာမှမကုန်ဘူးလေဒီနှစ်ခုနဲ့ပဲ4000ကျော်5000လောက်နေတယ်မင်းတို့ရနေပဲတမလားအဲ့တော့စိတ်မပူနဲ့ငါတို့မှ
ဘတ်ဂျက်သမားတွေဆိုတော့သိရမလားဟိုလိုမျိုးမီးတွေကလေငါဟိုလိုမျိုးကင်ပြီးထုံရတဲ့မီးတွေသိရမလားကြိုက်ရင်မဝယ်နိုင်ဘူးစော်တီပဲဘာမှမဖြစ်နဲ့တာကြီးတို့ဒီမှာကြည့်တချောင်း1000လားမသိဒီမှာအစိမ်းအနီးအဝါအဲ့တော့မှအပြရောင်စုံရှိရဒါက background ဟာလေးပေါ့နော်ကျွန်တော်အဲ့ဆိုတော့ကင်မရာရဲ့ quality ကိုဘယ်လိုမျိုးဖြစ်မလဲဆိုတော့တစ်ချက်ပြပါမယ်เนาะဖုန်းနဲ့ကအရင်စကားများသွားပြီအဲ့တော့ကင်မရာနဲ့ဟာလေးပြမယ်